准备好了。Hello မင်္ဂလာပါခင်ဗျာ Daily Dose Computer မှာကြိုဆိုပါရစေကျွန်တော်ဟမင်းနိုင်ပါဒီသင်ခန်းစာလေးမှာတော့ Microsoft Word မှာရုံးစာတစ်စောင်ကိုစနစ်တကျနဲ့အလွယ်ကူဆုံးဘယ်လိုမျိုးရရမလဲဆိုတာလေးကိုကျွန်တော်ပြပြပေးပါမယ် Microsoft Word ကိုအသုံးပြုပြီးတော့ကျွန်တော်တို့အပြင်မှာလက်တွေ့အသုံးပြုနေတဲ့ရုံးစာကိုပေါ့နော်ဘယ်လိုမျိုးရရမလဲဘယ်လိုမျိုးပုံစံရရမလဲဆိုတာလေးကျွန်တော်ပြပြပေးပါမယ် Okay တစ်ဆက်ညင်းလေးအခြေခံနေကျွန်တော်ပြပြပေးမယ်ပေါ့နော်ကျွန်တော်တင်လုပ်ပြပေးမယ့်ပုံလေးကတော့ဒီဟာလေးနဲ့ပါပေါ့နော်ကျွန်တော်ပြပေးပါမယ်ဒီဟာလေးပေါ့နော်ဒါလေးကတော့ကျွန်တော်ဒီ2020ခုနှစ်တုန်းကကျွန်တော်ဒီအစိမ့်မြင့်ပညာဦးစီးဌာနကထုတ်ပြန်ထားတဲ့ရုံးစာလေးပေါ့နော်ဒီဟာလေးကိုကျွန်တော်ဥပမာအနေနဲ့အသုံးပြုပြီးတော့ပြုလုပ်ပေးသွားပါမယ်ပထမဦးဆုံးကျွန်တော်တို့ဒီရုံးစာကိုရိုက်တော့မယ်ဆိုရင်ပေါ့နော်ဒီဟာရိုက်တော့မယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော် Microsoft Word လေးကိုအရင်ဆုံးဖွင့်လိုက်မယ် Microsoft Word ကိုဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါကတော့ဒီ server လေးတွဲကတော့သူကဒါဒီ Microsoft Word မှာပေါ့နော်သူကအစတည်းက auto ပေးထားတဲ့ဟာလေးပေါ့နော်ဒီ server လေးတွဲကြလာမယ်ပေါ့နော်ကျွန်တော်တို့စာမရိုက်ခင်မှာဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ရိုက်မဲ့စာနဲ့ကိုက်ညီတဲ့ဒီပေါ့နော်ဒီကျွန်တော်စာရွက် site ကိုရွေးပေးရပါမယ်ကျွန်တော်အသုံးပြုမဲ့စာရွက်ကပေါ့နော်ကျွန်တော်ရိုက်မဲ့ရုံးစာကကျွန်တော် A3 နဲ့ရိုက်ပါလားဥပမာပေါ့နော်A3 စာရွက်နဲ့ရိုက်ပါလား A4 နဲ့ရိုက်ပါလားဒါမှမဟုတ် legal နဲ့ရိုက်ပါလားဒါမှမဟုတ်ကျွန်တော်ဒီ letter နဲ့ရိုက်ပါလားပေါ့နော်ကျွန်တော်ကိုက်ညီမယ်ပေါ့နော်လိုက်ဖက်မဲ့စာရွက်ကိုသုံးပေးရမယ်ပေါ့နော်ဒါတော့အဖြစ်တော့ကျွန်တော်ရုံးစာတွေကတော့ကျွန်တော်ဒီ A4 နဲ့ရိုက်တာများပါတယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ဒီ font size ပေါ့နော် font နဲ့ font size ကိုရွေးပေးရမယ်ကျွန်တော်ဒီရုံးစာကိုကျွန်တော်ဘာနဲ့ရိုက်မှာလဲပေါ့နော်မြန်မာဘာသာစကားနဲ့ရိုက်မှာလားအင်္ဂလိပ်ဘာသာစကားနဲ့ရိုက်မှာလားပေါ့နော်အင်္ဂလိပ်ဘာသာစကားနဲ့ဆိုတော့ကျွန်တော်ဒီ Times New Roman တို့ရှိမယ်ဒီမှာဒီစက်ကငကိုပေးထားတယ်ပေါ့နော်ဒီတရားလေးတွေရှိမယ်ပေါ့နော်ကျွန်တော်ကြိုက်တာလေးကိုအသုံးချလို့ရတယ်ပေါ့နော်မြန်မာလိုရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီအသုံးများတာကတော့ပြည်ထောင်စုပေါ့နော်မြန်မာတူတီတို့ဇော်ကြီးတို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အခုတတိုင်းပြည်လုံးသုံးတာကတော့ကျွန်တော်ဒီပြည်ထောင်စုပေါ့နော်ကျွန်တော်ဒီသင်ခန်းစာမှာလည်းပြည်ထောင်စု font ကိုပဲကျွန်တော်အသုံးပြုပြီးတော့ရိုက်ပြပေးသွားပါမယ်ပြီးတော့တတိယတစ်ခုကတော့ကျွန်တော်ဒီစာရွက်ကြီးကိုစာမရိုက်ခင်မှာဒီစာရွက်ရဲ့ပေါ့နော်ကျွန်တော်ပြင်ဆင်ရမယ့်အချက်ကတော့ဘာလို့ဆိုတော့ဒီ margin သတ်မှတ်တာပေါ့နော် margin စာကတော့ဒီကျွန်တော်ဒီဘေးတို့အပေါ်တို့အောက်တို့ပေါ့နော်ကျွန်တော်စာရွက်မှာဆိုရင်ကျွန်တော်တို့အပေါ်ဘေးသားရှိမယ်ဒီဘက်ဘေးသားရှိမယ်ညာဘက်ဘေးသားရှိမယ်အပေါ်မှာခြံရမယ့်နေရာလေးရှိမယ်ဒီအောက်မှာခြံရမယ့်နေရာလေးရှိမယ်ပေါ့နော်လေးဘက်လေးလမ်းရှိတယ်အဲ့လေးကိုကျွန်တော်တို့တက်မှတ်ပေးရမယ်ပေါ့နော်အဲ့လေးတက်မှတ်ပြီးတော့မှကျွန်တော်စာရိုက်တဲ့ဟာကိုစပြီးလုပ်ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်စာမရိုက်ခင်မှာဘာမှစာမလုပ်ခင်မှာပေါ့နော်အရင်ဆုံးပြင်ဆင်ရမယ့်ဟာပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်ဒီ page setup ချိန်ရလို့လည်းခေါ်တယ်ပေါ့နော်စာရွက်ရဲ့ကျွန်တော် site တွေပါလို့တက်မှတ်တာပါဒါလေးကိုကျွန်တော်အရင်လုပ်မယ်ပေါ့နော်အဲ့ဒါလုပ်ဖို့ဆိုရင်ကျွန်တော်ဘယ်မှာသွားပြီးလုပ်ရမလဲဆိုတော့ဒီအပေါ်မှာပေါ့နော် home tab ရှိမယ် insert ရှိမယ် page layout ရှိမယ်ဒီလို tab လေးတွေရှိတယ်ပေါ့နော်အဲ့ဒါနဲ့မှကျွန်တော်ကဘယ်ကိုသွားမလဲဆိုတော့ဒီ page layout ဆိုတဲ့ဟာကိုကျွန်တော်သွားပါမယ် page layout လို့ကျွန်တော်တစ်ချက်နေလိုက်ပါမယ်Okay page layout ကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာအများကြီးကြာလာတယ်ပေါ့နော်။ဒီကနေမှာကျွန်တော်ဒီ page setup ဆိုတဲ့ပထမဆုံး group ထဲမှာရှိတဲ့ဟာလေးကိုသုံးပါပေါ့နော်။ page setup ဆိုတဲ့ group ထဲမှာကျွန်တော်တို့ကအရင်ဆုံးကျွန်တော်ဒီစာရွက်ကြီးရယ်ပေါ့နော်။ site ကိုသတ်မှတ်ပေးမယ်ပေါ့နော်။ site ကိုသတ်မှတ်မယ်။ကျွန်တော်တို့ကဒီခုနကကျွန်တော်ပြတဲ့ဒီရုံးစာလေးကတော့ကျွန်တော်တို့ဒါကတော့ကျွန်တော် A4 ကိုအသုံးပြုပြီးတော့ A4 စာရွက်လေးကိုအသုံးပြုပြီးတော့ရိုက်ထားတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီဟာကိုစာရွက်ကို A4 ကိုပဲသုံးမယ်ပေါ့နော်။ Okay အဲ့ဒါကျွန်တော် site က site ဆိုတဲ့နေရာပေါ့နော် site တော့ကျွန်တော်စာရွက်ရဲ့ဒီအရွယ်အစားပေါ့နော် Okay ကျွန်တော်ယူလိုက်ပါမယ်ဒီမြားလေးပေါ့နော်သူက down arrow လေးရှိပါတယ်အောက်ဆိုင်နေတဲ့မြားလေးပေါ့နော်အကောင့်လေးကျွန်တော်တစ်ချက်နှိပ်ပေးရပါမယ်ဒီမှာစအများကြီးကြာလာတယ်ပေါ့နော်စာရွက် site တွေအများကြီးရှိပါတယ် letter ရှိမယ် legal ရှိမယ်အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သုံးမှာက A4 ဖြစ်တဲ့အတွက် A4 ကဒီအောက်မှာပါဒီ A4 လေးကိုကျွန်တော်တို့တစ်ချက်ကလစ်နှိပ်ပေးလိုက်ပါမယ်ရွေးလိုက်ပါမယ် Okay A4 ဒါဆိုကျွန်တော်စာရွက်လေး A4 ဖြစ်သွားပါပြီ Okay A4 ပြီးသွားရင်တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့စာရွက်ကိုပေါ့နော်ကျွန်တော်တို့အလျားလိုက်ရိုက်မှာလား down လိုက်ရိုက်မှာလားပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဒီမဲ့ကျွန်တော်တို့ခုလုံးမဲ့စာလေးရတယ်ကျွန်တော်တို့ဒီပုံမှန်တိုင်းပဲdown လိုက်လေးပဲရိုက်ထားတာပေါ့နော်အလျားလိုက်လိမ့်ပြီးမရိုက်ထားဘူး portrait နဲ့ပဲရိုက်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမဲ့ orientation စာရှိပါတယ် orientation ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ဒီမဲ့ဆိုရင် portrait အထောင်လိုက်ရှိမယ် landscape အလျားလိုက်ရှိမယ်ပေါ့နော်ကျွန်တော်တို့အခု portrait နဲ့ရိုက်မှာဖြစ်တဲ့အတွက် portrait ကိုပဲရွေးပေးလိုက်ပါမယ် portrait ပါဒီကလို့ကိုရိုက်မဲ့ရုံးစာပါနော်ဒီမျိုးအလျားလိုက်ဆိုရင်တော့ကျွန်တော် landscape ကိုဒီလိုလေးရွေးပေးလိုက်ရုံပါပဲအဲ့ဒါစာဘက်ကဒီလိုလေးလဲသွားမှာပေါ့နော်ကျွန်တော်တို့ခုသုံးမှာတော့ portrait ဖြစ်တဲ့အတွက် portrait ကိုပဲရွေးလိုက်မယ်။ပြီးတော့ကျွန်တော်ဒီတစ်ခါမှာတတိယတစ်ခါတော့ margin ပေါ့နော်။ margin ကတော့ဒီဘေးမြင်းလေးတက်မှတ်တာပါ။ margin မြင်းလေးရဲ့ဒီများလို့ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။ဒါပေမဲ့တော့သူက normal narrow ဆိုပြီးသူပေးထားတာလေးတွေရှိတယ်ပေါ့နော်။အတိုင်းအတာလေးတော့တက်မှတ်ပြီးသားဒါပေမဲ့ဆိုရင် top ကော bottom ကော left ကော right ကောနော်ဘယ်ရောညာရောအထက်ကောအောက်ကောတက်လက်မစီအများကြီးပေါ့နော်သူနဲ့တက်မှတ်ပေးထားရှိတယ်ဒါပေမဲ့ကျွန်တော်ဒါတွေကိုမသုံးဘူးပေါ့နော်ကျွန်တော်တို့ခုရိုက်မဲ့စာကဒါလေးနဲ့မကိုက်ညီဘူးဖြစ်နေတယ်။ပြီးတော့ကျွန်တော်တို့ကကိုယ်တိုင်းပဲ margin မျိုးကိုတက်မှတ်ပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ custom margin ဆိုတာလေးရှိပါတယ်ဒီ custom margin ကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော် page setup ဆိုတဲ့ဒီ box လေးကြာလာတယ်ပေါ့နော်ဒီ box လေးထဲမှာဆိုရင်ကျွန်တော်ဒီမှာ margin ဆိုတဲ့ထဲမှာ top ပေါ့နော် top ဆိုဒီထိပ်ပိုင်းစာရွက်ဒီထိပ်ပိုင်းလေးကိုပြောတာပါထိပ်ပိုင်းကိုဘယ်လောက်ထားမှာလဲပေါ့နော် okay ကျွန်တော်တို့ကတော့ဒီရုံးစာပုံမှန်အတိုင်းပဲတက်လက်မှထားလိုက်ပါမယ်
တလက်မှာပေါ့နော်ဒါတော့ကိုရိုက်မဲ့ရုံစာရဲ့အခြေအနေကိုကြည့်လိုက်ပေါ့နော်ဟိုစာဆက်မှာလားဆက်နိုင်လားမဆက်နိုင်လားပေါ့နော်အစားပေါ်မှာမူတည်တယ်ပေါ့နော်ရုံစာပေါ်မှာမူတည်ပါတယ်ဟိုဒါတော့ကျွန်တော်ရိုက်နေနေပြပြပေးသွားပါမယ်ဟိုလောလောဆယ်တော့ကျွန်တော် top ကိုတလက်မှာလောက်ထားလိုက်ပါမယ်ပြီးတော့ bottom ပေါ့နော် bottom ကိုကျွန်တော်တလက်မလောက်ပဲထားလိုက်ပါမယ်။ဒါလေးတွေကိုကျွန်တော်တို့ဟိုလောက်ချင်တဲ့ဒီမဲ့ပေါ့နော် mouse လေးကနေပဲဒီလိုကာစာလေးနဲ့ဒီလိုမျိုးလေးပေါ့နော် select လေးလုပ်ပြီးတော့ဟို keyboard ကနေပြီးတော့ကျွန်တော်ရေးချင်တဲ့ခဏပေါ့နော်ကျွန်တော်တလက်မထားမှတဲ့1လို့ရိုက်လိုက်ရုံပါပဲ။ Okay ပြီးတော့ရင်ကျွန်တော်ဒီ left ပေါ့နော် left ကိုတော့ left ကဒီဘက်ပေးတာပေါ့နော်ဒီဘက်ကဟာပါဘက်ကဟာဘယ်လောက်ထားမှလဲပေါ့နော်ဘက်ကဟာတော့ကျွန်တော်ရုံးစာရဲ့သဘောတရားကဘယ်လိုလုံးဆိုတော့ကျွန်တော်ရုံးစာကိုပေါ့နော်ဟိုရိုက်လိုက်ပြီးတိုင်းကျွန်တော်တို့ဒီတိုင်းမထားဘူးပေါ့နော်ရုံးစာကိုကျွန်တော်ဘယ်လိုလုပ်တော့ဆိုတော့ဒီ B ကနေအပေါက်ကလေးတွေဖောက်ပြီးတော့မှကျွန်တော်ဒီ file ထဲမှာတွဲတဲ့ကြတယ်ပေါ့နော်ဒါမှမဟုတ်စာအုပ်တွေပါချုပ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလုပ်ဖို့အတွက်ကျွန်တော်နေရာအပိုလေးထားပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒီဘက်ကဘယ်ပေးတာကိုတော့ဖြစ်နိုင်ရင်တော့တလက်မဖြစ်ဒါမှမဟုတ် 1.25 ပေါ့နော်တလမ်းမတိုင်းနည်းနည်းလေးပိုတာလေးဖြစ်ဖြစ်ထားပြီးတော့ပို့အဆင်ပြေတယ်ပေါ့နော်အဆင်စာအုပ်ပဲချုပ်မလားအပေါက်ပဲဖောက်ပြီးတော့ file ထဲမှာတွဲမလားဟိုကြိုက်တယ်လို့အသုံးချလို့ရတယ်ပေါ့နော်အဲ့လိုကြောင့်ကျွန်တော်ကတော့ဒီမဲ့1.25 လောက်ကိုကျွန်တော်ထားကြည့်လိုက်မယ်ပေါ့နော်โอเคကျွန်တော်1.25 လောက်ကိုထားလိုက်ပါမယ်တလမ်းမကျော်နည်းနည်းကြော်လေးပေါ့နော်1.25 ကိုကျွန်တော်ထားလိုက်မယ်တက်သက်သမား2လက်မှာပေါ့နော်right ညာဘက်ပေါ့နော်ညာဘက်ကတော့ကျွန်တော်ဒီဘက်ကညာဘက်ပေးတာပေါ့နော်ဒါပေမဲ့ပေးတာကတော့ကျွန်တော်ဒီမှာကြည့်ရင်လည်းသိတယ်ပေါ့နော်အများကြီးမလို့ဘူးပေါ့နော်ညာဘက်ကဟာကျတော့ကျွန်တော်နည်းနည်းတလက်မကြီးလည်းမလို့0.5 လောက်ဆင်ကျွန်တော်တို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမဲ့ 0.5 တော့အစားရကတော့ကျွန်တော်ရွေးပြီးသားပေါ့နော် okay ဒါပေမဲ့ 0.5 တော့ကျွန်တော်ရေးပြမယ် 0.5 တော့ကျွန်တော်ရွေးလိုက်တယ်ပေါ့နော်အဲဆိုရင်ရပြီtop ကိုကျွန်တော်တလက်မရွေးလိုက်တယ် bottom အောက်ခြေကိုကျွန်တော်တလက်မရွေးလိုက်တယ်ဘက်ပေးတာကိုကျွန်တော် 1.25 ရွေးလိုက်တယ်ညာဘက်ကဒီနေရာလေးကိုဒီမှာပေါ့ဒီနေရာလေးကိုကျွန်တော်0.5 ရွေးလိုက်တယ်ပေါ့နော်။ Okay ရတာပြီ။အဲ့ဒါကျွန်တော်ဘေးမြင်နေတက်မှတ်လိုက်တယ်ပေါ့နော်။ margin ကိုယ်တိုင်တက်မှတ်လိုက်တာပါ။ဒါတော့ကျွန်တော်ကကျွန်တော်ရွေးခဲ့တဲ့ဟာပေါ့နော် portrait နဲ့ landscape ကျွန်တော်တို့အထောင်လိုက်ပဲရိုက်မှဖြစ်တဲ့အတွက် portrait ကိုပဲရွေးပေးထားတယ်။ပြီးတော့ကျွန်တော်ဒီအောက်က okay သားလေးရှိပါတယ်။ okay ကိုနှိပ်လိုက်ပါပြီ။ okay ဒါဆိုရင်တော့ကျွန်တော်ဒီမှာစာရွက်လေးရပြီပေါ့နော်။ဒါကျွန်တော်တို့တက်မှတ်ထားတဲ့ဘေးမြင်နဲ့ပဲကျွန်တော်တက်မှတ်ထားတဲ့ margin နဲ့ပဲစာရွက်က A4 နဲ့ရပြီပေါ့နော်။ okay ဒါကျွန်တော်စပြီးတော့ရိုက်လို့ရပါပြီ။ကျွန်တော်နည်းနည်းလေးချက်လိုက်မယ်ပေါ့နော်။နည်းနည်းသေးနေဖြစ်တဲ့အတွက်ကျွန်တော်sorry okay ဒီလောက်ပေါ့နော်ဒီလောက်ဆိုတော့ရ okay ပြီးတော့ကျွန်တော်တို့နောက်တစ်ခါဘာလုပ်ရမလဲဆိုတော့စပြီးရိုက်တော့မယ်ဆိုရင်ဘာ font နဲ့ရိုက်မှာလဲပေါ့နော်ကျွန်တော်တို့ကဒီမဲ့ရုံးစာကမြန်မာလိုရိုက်ထားတာအင်္ဂလိပ်လိုလည်းပါတယ်ပေါ့နော်ဒါပေမဲ့မြန်မာလိုကအဓိကသုံးပါပေါ့နော်မြန်မာလိုအင်္ဂလိပ်လိုရောပြီးသုံးပါဖြစ်တဲ့အတွက်ကျွန်တော်တို့ကအသင့်တော်ဆုံးကတော့ဒီပြည်ထောင်စုပေါ့နော်ပြည်ထောင်စုနဲ့ပဲကျွန်တော်ရိုက်ပြပေးပါမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ font ကိုတတ်မှတ်မယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒီ home ဆိုရင် home တက်လေးကိုတွားလိုက်ပါမယ် home ကိုတော့ကျွန်တော်နှိပ်လိုက်မယ်အဲ့မှာကျွန်တော်ဒီမှာ font ဆိုတဲ့မှာဒီနေရာလေးမှာပေါ့နော်ကာစာလေးတစ်ချက်ချလိုက်ပြီးတော့ကျွန်တော်တို့ကပြည်ထောင်စုသုံးပါဖြစ်တဲ့အတွက် PYI ဆိုပြီးတော့3လုံးလောက်ရိုက်လိုက်တာနဲ့ပြည်ထောင်စုဆိုပြီး auto ပေါ်ပါတယ်အဲ့ပြင်ကျွန်တော် enter လေးနှိပ်လိုက်ပါပြီးတော့ကျွန်တော် font size ပေါ့နော် font size မှာဆိုရင်ကျွန်တော်တို့font size ကိုကျွန်တော်12လောက်အသုံးပြုလိုက်ပါမယ် font size 12ပေါ့နော်ဒီများလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာသူပေးထားတဲ့နံပါတ်တွေက12ကိုရွေးလဲရတယ်ဒါမှမဟုတ်ဒီထဲမှာကျွန်တော်12ဆိုပြီးကိုယ်တိုင်ရိုက်ထည့်လဲရတယ်ပေါ့နော်ကျွန်တော်ကဒီမှာ12ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့စာဘက်မှာ font ကပြည်ထောင်စု font size က12နဲ့ကျွန်တော်စပြီးစရိုက်လို့ရပါပြီokay စပြီးရိုက်တော့မယ်ပေါ့နော်ကျွန်တော်ဒီပုံလေးကိုတစ်ချက်သွားကြည့်လိုက်မယ်okay ဒီမဲ့ဆိုရင်ကျွန်တော်ဒီတစ်စိတ်ဝိုင်းကတော့ကျွန်တော်မထည့်ပြတော့ဘူးเนาะဒါကတော့ကျွန်တော်မှလည်းမရှိလို့ပေါ့နော်မထည့်ပြတော့ပါဘူးကျွန်တော်ဒီစာရိုက်တာလေးပဲကျွန်တော်ပြလိုက်မယ်ပေါ့နော်ဒီလက်မှတ်တွေလည်းကျွန်တော်မလုပ်ပြတော့ဘူးပေါ့နော်ဒါလေးပဲကျွန်တော်လုပ်ပြပေးပါမယ်စာရိုက်တဲ့ပုံစံလေးပေါ့okay ရပြီပထမဆုံးဘာလာလဲဆိုတော့ကျွန်တော်ခေါင်းစဉ်လာပါတယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရပေါ့နော်အားလေးချင်းလာတယ်အားလေးချင်းရိုက်လိုက်မယ်ပေါ့နော်ခေါင်းစဉ်ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ခေါင်းစဉ်ကဒီမဲ့ကြည့်မယ်ဆိုရင်ဘယ်လိုရိုက်ထားလဲဆိုတော့ဒီစာရွက်လေးရယ်ပေါ့နော်ဒီ A4 စာရွက်ရဲ့သူအလဲကောင်တက်မှာပေါ့နော်စင်တာတက်မှာအလဲကောင်တက်မှာရိုက်ထတာဖြစ်တယ်ခေါင်းစဉ်ဖြစ်တဲ့အတွက်ပေါ့နော်အလိုရိုက်မှာလဲခေါင်းစဉ်မှသိတာမှာပေါ့နော်အဲ့ဒါကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ခေါင်းစဉ်ရိုက်တော့မယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒီမှာနော် home group တွေက paragraph တွေကဒီမှာပေါ့နော်ရွေးလို့ရတဲ့ဟာလေးရှိပါတယ်ကျွန်တော်စာအုပ်ပင်နာမှာထားမလဲပေါ့နော်ဒါတော့စင်တာဖြစ်ပါတယ်အလဲကောင်မှာထားတဲ့ဟာလေးပါစင်တာလေးကိုကျွန်တော်တို့တစ်ချက်ရွေးပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ကာစာမိတ်တိုဖြစ်နေတဲ့ဒီကာစာလေးကဆိုတော့ဒီနားနေပြီးတော့သူအလဲကောင်ရောက်သွားပြီပေါ့နော်အဲကျွန်တော်စပြီးရိုက်လို့ရပြီပေါ့နော်အကောင်းဆုံးကိုကျွန်တော်တို့အလဲကောင်မှာရိုက်မယ်ပြောင်းသမ္မတမြန်မာနိုင်ငံတော်ဆိုရသည်ကျွန်တော်ရိုက်လိုက်မယ်โอเคစာရိုက်တော့မယ်ဆိုကျွန်တော်တို့ကဒီကျွန်တော်သုံးတဲ့ key message တွေကတော့တူမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကတော့ဒီမဲ့ဆိုရင်ကျွန်တော်ပြမယ်ပေါ့နော်ဥပမာကျွန်တော်က key message ကိုကျွန်တော်ကဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော် hockey ကပေါ့နော်ကျွန်တော် hockey လေးကိုတစ်ချက်ပြပေးမယ်
ကျွန်တော် hockey ကကျွန်တော် custom တစ်ခွက်ကိုသတ်မှတ်ထားတာပေါ့နော် control နဲ့ order နဲ့ p နဲ့ကိုတွက်နေလိုက်ရင်ကျွန်တော်ကမြန်မာလိုပြောင်းသွားမယ်နောက်ထပ် control နဲ့ order နဲ့ p ကိုထည့်နေလိုက်အင်္ဂလိပ်လိုပြောင်းသွားမယ်ကျွန်တော်မြန်မာနဲ့အင်္ဂလိပ်ကို font change တာကိုကျွန်တော်ကဒီလိုမျိုးပေါ့နော်သတ်မှတ်ထားတာပါဒီမှာပေးထားတာလေးတွေကိုကျွန်တော်မသုံးပါဘူးဘာလို့ဆိုတော့ကျွန်တော်တခြားသုံးတဲ့ဟာလေးနဲ့ဟိုတူနေလို့ပေါ့နော်ညှိနေလို့ပါအဲကြောင့်ကျွန်တော်ဒီမတူတာလေးသတ်မှတ်ထားတယ်ပေါ့နော်ဒါတော့မိတ်ဆွေတို့နဲ့တော့တူမှာမဟုတ်ဘူးပေါ့နော်မိတ်ဆွေတို့ဟိုကတော့ဟိုဒီထဲမှာ control shift နဲ့မြန်မာနဲ့အင်္ဂလိပ်ကိုပြောင်းတာလည်းဖြစ်မယ်ဒါမှမဟုတ် control space နဲ့ဖြစ်ဖြစ် window space နဲ့ဖြစ်ဖြစ်ပေါ့နော်မိတ်ဆွေတို့ဇာတ်ထဲမှာအသုံးပြုထည့်ထားတဲ့အားပေါ့နော်မိတ်ဆွေဇာတ်ထဲမှာဒီမှာရွေးချယ်ထားတဲ့ဒီ hockey ကိုအသုံးပြုပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာမြန်မာနဲ့အင်္ဂလိပ်မြန်မာ font နဲ့အင်္ဂလိပ် font ကိုပြောင်းတဲ့နေရာမှာ control order နဲ့ p ကိုအသုံးပြုထားပါတယ်ဒါလေးကတော့ကျွန်တော်အသုံးပြုထားတဲ့အားလေးပေါ့နော်ကျွန်တော်ဒါပြန်ပိတ်လိုက်မယ်အဲကျွန်တော်မြန်မာလိုရိုက်မှာဖြစ်တယ်ပြည်လုံးသမ္မတမြန်မာနိုင်ငံဆိုရသူရိုက်မှာဖြစ်တယ်အဲ့ဒါကျွန်တော် control နဲ့ order နဲ့ p ကိုနှိပ်ပြီးတော့မြန်မာ font ကိုပြောင်းပြီးကျွန်တော်ရိုက်လိုက်ပါမယ်โอเคကျွန်တော်မြန်မာ font ပြောင်းလိုက်ပါပြီစရိုက်ပါမယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကျွန်တော်ရိုက်လိုက်ပြီပေါ့နော်။ Okay ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရပြီးသွားရင်ပညာရေးဝန်ကြီးဌာနအစည်းအဝေးပညာဦးစီးဌာန Okay အဲ့ပြီးတော့ကျွန်တော်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရပြီးသွားတော့ကျွန်တော်တို့ပေါ့နော်။အောက်ကနေပြီးတော့ပညာရေးဝန်ကြီးဌာနဆိုပြီးလာတယ်။အဲ့ဒါဘာလို့ဆိုအောက်ကနောက်တစ်ကြောင်းမှထပ်လာတာပေါ့နော်။အဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတီကျွန်တော်တို့ရိုက်လိုက်ပြီးကျွန်တော်အောက်တစ်ကြောင်းမှသွားပြီးရိုက်မှာ။အဲ့ကျွန်တော်သူ့ကိုဆက်ပြီးတော့မရိုက်ဘူးပေါ့နော်။ဆက်ပြီးတော့ဒီလိုမျိုးကျွန်တော်တို့ပညာရေးဝန်ကြီးဌာနဆိုပြီးဒီလိုမျိုးဆက်ပြီးမရိုက်ပါဘူး။အဲ့ဘယ်လိုမျိုးရိုက်မှာလဲဆိုတော့ကျွန်တော်တို့ကအစိုးရပြီးဆိုတာနဲ့အောက်တစ်ကြောင်းဆက်မှာဖြစ်တဲ့အတွက် keyboard ကနေ enter key ကိုနှိပ်ပြရပါမယ်။ enter key ကိုနှိပ်လိုက်ပါဒါဆိုရင် cursor လေးကအောက်တစ်ကြောင်းဆင်းသွားပါပြီ။အဲ့မှာကျွန်တော်တို့ဘာကိုရိုက်မလဲဆိုတော့ဘာကိုရိုက်မလဲဆိုတော့ဒီအစင်းမြင့်ပညာရေးဝန်ကြီးဌာနကလေးကျွန်တော်ရိုက်ပါမယ်။ပညာရေးဝန်ကြီးဌာနပါနောက်ပြီးတော့အနာခောက်ပြီးတော့အောက်ကိုဆင်းလိုက်ပါတယ်โอเคဆင်းပြတော့ပြီဒါဆိုတော့ကျွန်တော်ခေါင်းစဉ်3ခုရပြီပေါ့နော်ခေါင်းစဉ်3ခုရသွားပြီပြီးတော့ဘာလာလဲဆိုတော့ဒီအောက်ကစာအမှတ်လာတယ်ပေါ့နော်စာအမှတ်ကိုတော့သူကဘယ်လိုလဲဆိုတော့စာရွက်ရဲ့ဒီဘက်ပေါ့နော်အလဲကောင်းမှမဟုတ်တော့ဘူးသူကညာဘက်လေးမှာကပ်ပြီးရိုက်ထားတာဖြစ်တယ်ပေါ့နော်ညာဘက်ကိုကပ်ပြီးကျွန်တော်ရိုက်မယ်အဲဆိုရင်စာအမှတ်တဲ့အစင်းမြင့်ငင်းဆောင်တင်တန်းโอเคအဲ့တော့ကျွန်တော်တို့ကအောက်တစ်ကြောင်ဆင်းမှဖြစ်တဲ့အတွက်အနာလေးခောက်လိုက်ပါမယ်အနာခောက်လိုက်မယ်ပြီးတော့ကျွန်တော်တို့ညာဘက်ကိုကပ်ပြီးရိုက်မှဖြစ်တဲ့အတွက်ဒီဘက်ကပေါ့နော်ဒီမဲ့ညာဘက်ကတဲ့ align test riser လေးရှိပါတယ်အညာဘက်လေးကိုကျွန်တော်တစ်ချက်ကပ်လိုက်ပါမယ်ဒါဆိုရင်ကားသားလည်းတစ်ဘက်ရောက်သွားပြီပေါ့နော်โอเคစာမတ်အစင်းမြင့်တင်တန်းတင်ညွှန်ကြားချက်โอเคစင်းမြင့်တင်တန်းတင်ညွှန်ကြားချက်ပြီးတော့အောက်ကဘာလို့ဆိုတော့2019-2020 regular and အားလေးပေါ့နော်ခွင့်ဆောင်ခွင့်ပေးလေးအဲ့ဒါကျွန်တော်တို့အနာလေးခောက်လိုက်မယ်အင်္ဂလိပ်လိုရိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က control order p နဲ့ကျွန်တော်အင်္ဂလိပ်ဖောင်ကိုချိန်လိုက်ပါမယ်19-20 regular regular and HRD courses ညင်ဆောင်2020courses ပြီးတော့2020အမြန်မာလိုပေါ့နော်2020ဆိုပြီးတော့သူကဘေးမှာတော့ခွင့်ဆောင်ခွင့်ပေးနေပေါ့နော်ဒါတိုင်းပဲထားလိုက်ဒါတော့ဘောပင်းနဲ့ရေးထားတော့ကျွန်တော်ဘောပင်းနဲ့ရေးထားကျွန်တော်မထည့်တော့ပါဘူးဘောပင်းနဲ့ရေးထားမထည့်တော့ပဲကျွန်တော်ခွင့်ဆောင်ခွင့်ပေးလေးပဲပြလိုက်ပါမယ်โอเคပေါ့နော်ရပြီပြီးတော့ရင်ရက်စွဲ2020ပြည့်နှစ်နိုဝင်ဘာလ24ရက်အနားခေါက်လိုက်ပါမယ်
Okay ရပြီပေါ့နော် Okay ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီစာဟိုဟာလေးပေါ့နော်စာအမှတ်လေးရိုက်လို့ပြီးသွားပြီဒီမဲ့ဆိုရင်သူကစာအမှတ်ကိုတစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့စာအမှတ်ကပေါ့နော်ဒီစာအမှတ်ကရှေ့ကိုရောက်နေတယ်ဒီကောင်လေးကလည်းရှေ့ကိုနည်းနည်းရောက်နေတယ်ပေါ့နော်မညီဘူးဖြစ်နေတာပေါ့နော်ဒီကောင်လေးတွေမညီဘူးဖြစ်နေတယ်ဒီကောင်လေးညီအောင်ညှိချင်တယ်ဆိုရင်ကျွန်တော်တို့ညှိလို့ရတယ်ပေါ့နော်ဒီမဲ့ဆိုတော့သူကြည့်လိုက်မယ်ဆိုရင်တော့သူကစာအမှတ်နဲ့ဒီဟာရက်ဆွဲနေကညီတယ်ပေါ့နော်အစစလုံးလေးကညီနေတယ်အဲ့ဒါလေးကျွန်တော်ညီအောင်လိုက်ပြီးညှိလို့ရပါတယ်ညှိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီကြားလေးမှာလိုက်ပြီးတော့ကျွန်တော်တို့ space လေးလိုက်ပို့ရမယ်ပေါ့နော်ကာစာလေးတွေလိုက်ချမယ်ပြီးတော့ space လေးလိုက်ပို့ရမယ် space bar လေးတစ်ချက်ပုံမယ် space bar လေးတစ်ချက်ပုံမယ်ပေါ့နော် space bar လေးတစ်ချက်ပုံမယ် space bar လေးတစ်ချက်ပုံမယ် space bar လေးတစ်ချက်ပုံလိုက် okay ဒါဆိုတော့ညီသွားပြီပေါ့နော်ပြီးတော့ကျွန်တော်ဒီ2020မှာဆိုရင်ဒီကောင်လေးကိုညီသွားဖို့အတွက်ကျွန်တော်ဒါလေးနည်းနည်း short လိုက်မယ် okay 2020ပြန်ဒီမှာလည်းကျွန်တော်နည်းနည်းလေးချက်လိုက်မယ်ပေါ့နော်ပြီးပြီဆိုမှ okay ဒါလေးဆိုရင်ကြည့်လို့ကောင်းသွားပြီပေါ့နော်ညာတော့ညီးသွားပြီပေါ့နော်စာအမှတ်3ခုညီးသွားပြီပေါ့နော်ခင်ဗျားဆိုရင်ကျွန်တော်ဒီမှာစာအမှတ်ရပြီစာအမှတ်ရပြီပေါ့နော်စာအမှတ်ရပြီးတော့ဗာလဲလဲဆိုအကြောင်းရလာတယ်အကြောင်းရပေါ့နော်အကြောင်းရရိုက်မယ်အကြောင်းရဒီရက်ရဲ့နောက်ကနေကျွန်တော်တို့အန်တာလေးတစ်ချက်ခောက်လိုက်မယ်အကြောင်းအရာကိုကျွန်တော်တို့ကဘယ်လိုရရမလဲဆိုတော့ဒီအကြောင်းအရာနေစပြီးတော့ဒီဟာတွေအကုန်လုံးကကျွန်တော်တို့ justify နဲ့ပဲရရမယ်ပေါ့နော်အဲကျွန်တော်ကဒီပေါ်ကနေပြီးတော့ဒီမှာ justify ဆိုတာလေးရှိပါတယ် justify ကိုတစ်ချက်နေလိုက်ပါမယ်အဲဒါကစားတရောက်သွားပါပြီအဲကျွန်တော်စရိုက်ပါမယ်အကြောင်းအရာ okay အကြောင်းအရာပြီးတော့ပါလာလဲဆိုတော့ဒီကြားမှာအလုတ်ကလေးဖြစ်သွားတယ်ပေါ့နော်ဒီမှာစာဆက်လာတယ်အဲ့အလုတ်ကလေးကဘာလုပ်ထားလဲဆိုတော့စပိတ်ပုတ်ထားတာမဟုတ်ပါဘူး space bar နှိပ်ထားတာမဟုတ်ပါဘူးပေါ့နော်အဲကျွန်တော် keyboard ကနေပဲ tab key ကိုခုံပြီးတော့သွားထားတာပါ okay အကြောင်းအရာပြီးတော့ကျွန်တော်ပြပါမယ်ဒါဘာလို့မလဲဆိုတော့ကျွန်တော်တို့က keyboard ကနေ tab key လေးကိုနှိပ်လိုက်ပါ okay tab တစ်ချက်ခုံလိုက်တာပါ tab တစ်ချက်နှိပ်လိုက်မယ် tab key တစ်ချက်နှိပ်လိုက်ပါမယ်ပြီးတော့ပြီးဆိုမှတက္ကသိုလ် degree college တက္ကသိုလ် degree college ညာနာကောလိပ်များ၌2019-2020ပညာသင်နှစ်တွင်ဖွင့်လှစ်သည့်ဒီမဲ့ဆိုရင်ပေါ့နော်2019-2020ပညာသင်နှစ်တွင်ဆိုပြီးကျွန်တော်ရောက်သွားတယ်အဲ့တော့မှကျွန်တော်တို့ကဖွင့်လှစ်သည့်ဆိုပြီးတော့လာရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမဲ့ဖွင့်လှစ်သည့်ကိုကျွန်တော်ဆက်ရမှာပဲပေါ့နော်အောက်ကိုတကြောင်ကိုကျွန်တော်တို့ကဒီမဲ့ပေါ့နော်ဒီမဲ့ဆိုရင်ပညာသင်နှစ်တွင်ဖွင့်လှစ်သည့်ဆိုပြီးတကြောင်တော့အောက်ကိုဆင်းသွားတာပေါ့နော်အဲ့တော့တကြောင်ဆင်းသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအပေါ်မှာခေါင်းစဉ်လိုမျိုးရိုက်ခဲ့သလိုပေါ့နော်အောက်ကိုတကြောင်ဆင်းသွားပြီဆိုပြီးတော့ဆင်းကျင်တယ်ဆိုပြီးတော့ကျွန်တော်တို့အန်တာခောက်ပြီးဆင်းလို့မရပါဘူးဘာလို့လဲဒါကကျွန်တော်တို့စာဖတ်ရိုက်နေတာပေါ့နော်စာကြောင်စာဖတ်ကိုဒီလိုမျိုးရိုက်နေပြီဆိုရင်ကျွန်တော်အန်တာကိုအန်တာကီကိုကျွန်တော်တို့အသုံးမပြုရပါဘူးအန်တာကီကိုနှိပ်ပြီးတော့ကျွန်တော်အောက်ကိုမဆင်းရပါဘူးဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်စာဖတ်ရိုက်တဲ့အခါမှာကျွန်တော်တို့တစ်ဆက်တည်းပဲစာကိုရိုက်သွားလိုက်အောင်ပဲပေါ့နော်တော်မဆန်ဘူးဆိုရင်တော်တော်အောက်ကိုကျသွားပါတယ်ကျွန်တော်ပြပါမယ်ပညာသင်နှစ်တွင်okay ဖွင့်လှစ်သည့်မဟာပွဲနဲ့ပါရဂူပွဲဖွင့်လှစ်သည့်ပေါ့နော်ကျွန်တော်ရိုက်ပြပါမယ်ဒီမဲ့ဆိုရင်ကျွန်တော်ဖွင့်လှစ်သည့်ကိုရိုက်လိုက်တဲ့အတွက်ဖွင့်လှစ်သည့်ကမဆန့်လို့သူအော်တိုအောက်ကိုဆင်းသွားတာဖြစ်ပါတယ် okay ဖွင့်လှစ်သည့်မဟာပွဲနဲ့ပါရဂူပွဲမဟာပွဲနဲ့ပါရဂူပွဲကျမ်းပြုသင်တန်းများအား online စနစ်ကျမ်းပြုသင်တန်းများonline စနစ်အသုံးပြု၍ပြန်လည်ဖွင့်လှစ်သင်ကြားပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်းကိစ္စပြန်လည်အသုံးပြု၍ပြန်လည်ဖွင့်လှစ်โอเคပေါ့နော်ဒါဆိုရင်ရပြီဒါအကြောင်းအရာပေါ့နော်အဲ့ဒီကိစ္စ
ကျွန်တော်ပုံမှန်မပါဘူးပေါ့နော် sorry ကျွန်တော်ပုံမှန်လေးပြန်ပြလိုက်မယ် okay ရပြီအဲ့ဒီမဲ့ဆိုရင်ကျွန်တော်ဒီမှာအကြောင်းအရာကိုကျွန်တော်ရေးမယ်တော့ရေးလိုက်ပြီပေါ့နော်ရေးလိုက်ပြီဒါပေမဲ့သူနဲ့မတူသေးဘူးပေါ့နော်သူ့ပုံစံတွေကသူအကြောင်းအရာလာလိုက်တယ်အကြောင်းအရာလာပြီးကျွန်တော်ဘယ်လိုမျိုးလဲဆိုတော့တက္ကသိုလ်နဲ့ဒီဖွင့်လှစ်သည့်နဲ့အသုံးပြုရနေပေါ့နော်ဒီလိုမျိုးဒီကောင်လေးကတက်တက်ပေါ့နော်အကြောင်းအရာဘက်ကိုမကူးသွားဘူးဒီကောင်လေးတက်တက်တညီလေးဖြစ်နေတယ်ပေါ့နော်ကျွန်တော်အဲ့တိုင်းရမှာဖြစ်တယ်အဲ့ဒါကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော် okay အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီမဲ့ပေါ့နော်ဖွင့်လှစ်သည့်ဒီဖွင့်လှစ်သည့်လေးကဒီတက္ကသိုလ်လေးနဲ့ဒီတာဝင်းဘူးလေးနဲ့အောက်ကတန်းလေးလာမှာပေါ့နော်အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီဖွင့်လှစ်သည့်ဆိုတဲ့ဒီပေါ့နော်ဒီရောက်ချင်တဲ့နေရာလေးရဲ့ရှေ့ဆုံးနေမှာကားစားတစ်ချက်ချလိုက်ပါမယ်ဖွင့်လှစ်သည့်ရဲ့ရှေ့မှာကျွန်တော်ကားစားလေးတစ်ချက်ချလိုက်မယ်ပေါ့နော်ကားစားချပြီးတော့ကျွန်တော်ဒီပေါ်မှာအတုံးလေးဒုတိယကန်တုံးလေးရှိတယ်ပေါ့နော်ဒုတိယကန်တုံးကတော့အပိုင်းက3ပိုင်းရှိပါတယ်အပေါ်မှာဒုတိယကန်လေးတသေးလေးတစ်တုံးရှိတယ်အောက်မှာဒုတိယကန်လေးတသေးလေးတစ်တုံးရှိတယ်အောက်ဆုံးမှာ4000တုံးလေးတစ်တုံးရှိတယ်အလုံးမှာအတုံး3တုံးရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘယ်ဟာကိုရွှေ့ရမလဲဆိုတော့ဒီကပေါ့နော်ဒီကနေမှာအောက်ကအတုံးလေးပေါ့နော်အောက်ကဒုတိယကန်တုံးလေးကျွန်တော်တို့မောက်ကနေ mouse ကနေပြီးတော့ကလစ်လေးတစ်ချက်ဖိထားလိုက်မယ်ပြီးတော့ကျွန်တော်တို့က clip ဖိပြီးတော့သူ့ကိုဆွဲသွားလိုက်မယ်ပေါ့နော်ဆွဲသွားပြီးတော့သူ့ကိုဒီတာဝင်းဘူးတက္ကသိုလ်ရဲ့တာဝင်းဘူးရဲ့ရှေ့နားလေးပေါ့နော်တက္ကသိုလ်တာဝင်းဘူးနဲ့တန်းလေးမှာကျွန်တော်ချပေးလိုက်မယ်အဲ့လိုရပြီးအဲ့လိုမြင်းလေးဒီမှာနော်အနာလိုင်းလေးနဲ့ဒီလိုမျိုးဟိုမြင်းလေးနဲ့ဖြစ်နေပြီပေါ့နော်မြင်းလေးရေးလေးနဲ့ပေါ်နေပြီးညီနေပြီဆိုရင်ကျွန်တော်တို့က mouse ကနေပြီးတော့ဖိထားတဲ့ clip ကိုလွတ်ပေးလိုက်ရပါမယ် okay ဒါဆိုရင်ကြည့်လိုက်ပါဖွင့်လက်သည့်တက္ကသိုလ်နဲ့ညီသွားပါပြီအသုံးပြုရလည်းညီသွားပါပြီဒါဆိုတော့ရမယ်လို့ထင်တယ်ပေါ့နော် okay ဒီလိုလေးပေါ့နော်သူ့ပုံစံနဲ့ကျွန်တော်တစ်ချက်လောက်ရှင်းပြီးတော့ကြည့်ကြည့်မယ် okay တက္ကသိုလ် okay နော်တက္ကသိုလ်ရဲ့ပြီးတော့ဖွင့်လှစ်သည့်အသုံးပြုရတညီတယ်ပဲ okay တက္ကသိုလ်ဖွင့်လှစ်သည့်အသုံးပြု okay ဟုတ်ပြီနော်ရပြီအဲ့ဒါကျွန်တော်ဒီအကြောင်းအရာပြီးသွားပြီပေါ့နော်အကြောင်းအရာပြီးသွားပြီအကြောင်းအရာပြီးသွားချက်ဘာလုပ်မလဲဆိုတော့ရည်ညွှန်းချက်လာတယ်ပေါ့နော်ရည်ညွှန်းချက်ကတော့အောက်တကြောင်းကိုဆက်ပြီးစဉ်းစားဖြစ်တဲ့အတွက်ကျွန်တော်အဲ့မှာတော့အန်တာခောက်ပြရပါမယ်စာမတူတော့ဘူးပေါ့နော်နောက်တစ်ပတ်ရောက်သွားပြီအဲ့ကျွန်တော်ဒီကိစ္စရဲ့နောက်မှာကစားချမယ်အန်တာတစ်ချက်နှိပ်ပေးမယ်ပြီးတော့ရည်ညွှန်းချက်ပါokay ဒီမှာရည်ညွှန်းချက်ဆိုပြီးကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်ရည်ညွှန်းချက်လေးမှာဆိုရင်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်သူကရည်ညွှန်းချက်လေးကသူကဖြစ်နိုင်ရင်တော့ဒီအကြောင်းအရာနဲ့ပေါ့နော်အကြောင်းအရာရဲ့ဒီနောက်ကဒီပုံမှန်နဲ့ပုတ်ထီးနဲ့ပေါ့နော်ဒီကောင်နဲ့ကရည်ညွှန်းချက်ဒီနောက်ကဟာနဲ့ကသွားပြီးတော့နည်းနည်းတော့ညီတယ်ပေါ့နော်အဲ့လိုလေးညီရင်ပို့ကြည့်လို့ကောင်းတယ်ပေါ့နော်okay အဲ့လိုညီအောင်လည်းကျွန်တော်ညှိပြီးလို့ရပါတယ်ညှိချင်တယ်ဆိုဘယ်လိုလုပ်မလဲဆိုတော့ဒီရည်ညွှန်းချက်ချားလေးတွေမှာကစားလေးတွေချပြီးတော့ space လေးတစ်ချက်လောက်လိုက်ပုတ်လိုက်မယ် space လေးတစ်ချက်လောက်လိုက်ပုတ်လိုက်မယ်ဒါဆိုတော့ကျွန်တော်မစိုးဘူးပေါ့နော်ဒါဆိုတော့ညီသွားပြီပေါ့နော်ပြီးပြီဆိုမှကျွန်တော်ဒီနောက်ကိုပြန်သွားပြီးတော့မှဘာလုပ်မလဲဆိုတော့ tab တစ်ချက်ခွန်လိုက်မယ် tab တစ်ချက်ခွန်လိုက်မယ်ဒါဆိုတော့အပေါ်အတိုင်းပဲတို့လေးကွာသွားပြီပေါ့နော်ကွာသွားပြီအဲ့လိုကွာသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ပညာရေးဝန်ကြီးဌာနဝန်ကြီးရုံးဤကြည်အောင်ဤ24 စက်တင်2020ရက်စွဲပါစာမှတ်ရက်စွဲပါစာမှတ်မူဝါဒတင်တန်း2020ဝါရတင်တဲ့2020နှစ်43လုံးကိုโอเคဒါဆိုတော့ကျွန်တော်ရည်ညွှန်းချက်လေးရိုက်လို့ပြီးသွားပြီပေါ့နော်တစ်ချက်သွားကြည့်ကြည့်မယ်ကျွန်တော်တို့โอเคဒီမှာဆိုရင်ရည်ညွှန်းချက်မှာဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့စာလေးနဲ့တစ်ချက်လောက်ရှင်းကြည့်မယ်ပေါ့နော်ကျွန်တော်တို့စာလေးတစ်ချက်လောက်ရှင်းကြည့်လိုက်မယ်ကျွန်တော်ရည်ညွှန်းချက်မှာဆိုရင်ပညာရေးဝန်ကြီးဌာနโอเคဝန်ကြီးများရုံးဝန်ကြီးရုံးဤပေါ့နော်24 စက်တင်2020ရက်စွဲပါစာအမှတ်โอเคမူဝါဒဒီမှာကျွန်တော်တို့သူ့နဲ့တပုံစံနဲ့လိုက်တူအောင်လုပ်ပြီးကျွန်တော်ရိုက်လို့ရတယ်ပေါ့နော်ရိုက်ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကဒီမှာမူဝါဒကကျွန်တော်တို့အပေါ်ကိုတက်နေတယ်သူကတော့မူဝါဒကအောက်မှာပေါ့နော်โอเคအဲ့ဒါကျွန်တော်ဘယ်လိုလုပ်မလဲမူဝါဒကအောက်ကိုကျချင်တယ်ဆိုတော့ဘယ်လိုညှိမလဲပေါ့နော်ဘယ်လိုလွယ်ပါတယ်ကျွန်တော်ပြပါမယ်โอเคဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီပေါ့နော်ဒီမူဝါဒရဲ့ရှေ့ကစီစာမန်းနဲ့ရက်စွဲပါဒီကြားလေးထဲမှာကျွန်တော်တို့ကစားလေးတစ်ချက်ချလိုက်မယ်ပြီးတော့ကျွန်တော်တို့တပိမှာ space bar လေးတစ်ချက်ပုတ်လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီရက်စွဲရှေ့မှာလည်းကျွန်တော်တို့ space bar လေးတစ်ချက်လောက်ပုတ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်
မူဝါဒရှိမှလည်းတစ်ချက်လောက်ချပြီးတော့ space bar လေးတစ်ချက်လောက်ပို့လိုက်တယ်ဝင်ကြီးများရုံး E24 17ဒီ dash လေးကြားထဲမှာလည်းကျွန်တော်တို့ space bar လေးတစ်ချက်လောက်လိုက်ပို့လိုက်မယ်ပေါ့နော်โอเคဒါဆိုတော့ရပြီပေါ့နော်โอเคဝင်ကြီးဌာနဒီမူဝါဒကအောက်ကိုကျသွားပြီပြန်ကပ်ပြလိုက်မယ်ပေါ့နော်โอเคရပြီမူဝါဒအဲ့ဒါကျွန်တော်လိုချင်တဲ့ပုံစံတိုင်းမူဝါဒကလည်းအောက်မှာမူဝါဒကလည်းအောက်မှာပေါ့နော်ကျွန်တော်တို့ဒီမူဝါဒကလည်းအောက်မှာရောက်သွားပါပြီโอเคရပြီပေါ့နော်ညီညွှန်းချက်ထိကျွန်တော်နားလည်မယ်လို့ထင်ပါတယ်โอเคပြီးတော့ရင်ကျွန်တော်တို့မူဝါဒထိရောက်သွားပြီဆိုရင်ပြီးတော့ဒီအောက်ကဒီစာကိုပေါ့နော်ဒီအပိုက်ကြီးကိုရေးတော့မယ်တက္ကသိုလ်ဒီဂရီကောလိပ်များ၌အောက်ကိုဆင်းမှဖြစ်တော့ကျွန်တော်အန်တာခောက်ပေးမယ် justify နဲ့ပဲဆက်ပြီးရိုက်သွားပါမယ်ဘာလို့ဒီစာတွေအားလုံးကိုကျွန်တော် justify နဲ့ပဲရိုက်မှာပေါ့နော်အဲ့ဒါမှလာစာညီနေမှာဖြစ်ပါတယ်ကဲအဲ့ဒါရိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီစာရိုက်တော့မယ်ဆိုရင်ဘယ်လိုလဲဆိုတော့ဒီတက္ကသိုလ်ဒီဂရီကောလိပ်ကဒီရည်ညွှန်းချက်နဲ့တန်မှမဟုတ်ပါဘူးနည်းနည်းလေးကွာထားတယ်ပေါ့နော်နည်းနည်းလေးကွာထားအဲ့ကွာတာကျွန်တော် space bar တွေလိုက်ပို့ရတာမဟုတ်ပါဘူးဆိုတော့ပြောလို့ကျွန်တော် tablet တစ်ချက်ခုံပေးရမှာဖြစ်ပါတယ် tablet တစ်ချက်ခုံမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့tablet တစ်ချက်ခုံမယ်tablet တစ်ချက်ကိုခုံလိုက်မယ်โอเคရပြီအဲ့မှာကျွန်တော်ဘာကိုတွေ့ရမလဲ tab ခုံလိုက်တဲ့အခါမှာ tab ကပေါ့နော်ဘယ်နေရာကိုရောက်သွားလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ဒီပညာရေးဝန်ကြီးဌာနတို့နဲ့တော့ညီတဲ့နေရာကိုရောက်သွားတယ်ပေါ့နော်အဲ့လိုရောက်သွားတဲ့တဘောကဘယ်လိုလုံးဆိုတော့ကျွန်တော်ဒီအပေါ်အတုံးလေးကိုရွှေ့ခဲ့တာဖြစ်တယ်တုံးလေးကိုကျွန်တော်ဒီနေရာထိရွှေ့ခဲ့တာဖြစ်တယ်တက္ကသိုလ်ဆိုတဲ့ဒီတက္ကသိုလ်နဲ့တန်းလေးမှာကျွန်တော်ရွှေ့ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်ခုံလိုက်တဲ့ tab ကအဲ့တက္ကသိုလ်နဲ့တန်းနေရာမှာပဲအော်တိုရောက်သွားတာပေါ့နော်ကျွန်တော်အဲ့လိုလိုချင်တာမဟုတ်ဘူးပေါ့နော်အဲ့လိုအဝေးကြီးကြတော့လဲကြည့်လို့မကောင်းဘူးပေါ့နော်ကျွန်တော်လိုချင်တာ tab တစ်ချက်စာတလားလောက်ပေါ့နော်ဒီနေရာလောက်နားလေးမှာပဲကျွန်တော်လိုချင်တယ်ဆိုအဲ့နေရာကြီးကျွန်တော်ဘယ်လိုပြန်ရွှေ့မလဲပေါ့โอเคလွယ်ပါတယ်ကျွန်တော်စပြောခဲ့တဲ့ပဲဒီအတုံးလေးပေါ့နော်ဒီတူရီကန်တုံးလေးနဲ့အောက်က4000တုံးလေးရှိတယ်အဲ့နေရာမှာကျွန်တော်ဒီအပေါ်တူရီကန်တုံးလေးနေရာမှာကလေးလေးဖိထားမယ်ဖိထားပြီးကျွန်တော်တို့ကငကိုနေရာပေါ့နော်ငကိုရှိနေတဲ့တူရီကန်တုံးလေးရဲ့နေရာကိုကျွန်တော်ပြန်ပို့ပေးမယ်သူပြန်ပို့ပေးမယ်โอเคရပြီအဲ့ဆိုတော့ရသွားပြီပေါ့နော်ကျွန်တော်တို့ခုံခဲ့တဲ့ဆိုတော့ tab လေးကစနလေးမျိုးတက်ကတူနဲ့တန်းဒီနေရာမှာပညာရေးဝန်ကြီးဌာနတို့နဲ့တန်းဒီနေရာမှာသွားမရောက်တော့ဘဲနဲ့သူက tab တစ်ချက်စာကွက်တီပေါ့နော်ဒီနေရာလေးပဲသူငကိုမှာရှိရမယ့်နေရာလေးပေါ့နော်အဲ့ tab တစ်ချက်စာမှန်တဲ့နေရာလေးပဲပြန်ရောက်သွားပါပြီโอเคရပြီပေါ့နော်ကျွန်တော်ပြန်ပြမယ်အဲ့ကျွန်တော်ဒီနောက်မှာကျွန်တော်တို့အန်တာခောက်လိုက်တယ်အောက်တစ်ချောင်းဆင်းသွားတယ်အဲ့ဒီချိန်မှာကျွန်တော်တို့တပ်ခုံလိုက်ပြီဆိုရင်ဒီတက္ကသိုလ်ဆိုတဲ့ ကိုရောက်သွားတယ်ဗောနော်တက်ချက်ခုံပြမယ်ကျွန်တော်တက္ကသိုလ်ရဲ့ဒီတက္ကသိုလ်နဲ့တန်းကိုရောက်သွားတယ်ဒါပေမဲ့အဲ့လိုလိုချင်တာမဟုတ်ဘူးကျွန်တော်လိုချင်တာကဒီပေါ့နော်မူလမှာရှိရမယ်တက်တစ်ချက်စာလောက်ပဲလိုချင်တာဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီဘောတူရီကန်တုံးပြန်ကိုင်းမယ်ဒီဘောကငကိုရှိနေတဲ့တူရီကန်တုံးနေရာလေးမှာပြန်ထားပြလိုက်โอเคဒါကျွန်တော်ရပုံမှန်နေရာဗောနော်ဒါဟိုရအဲ့ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့ရိုက်မယ်ဆက်ပြီးတော့ရိုက်သွားမယ်တက္ကသိုလ်ဒီဂရီကောလိပ်များ၌ကျန်ရည်တင်နန်းများတွင်ကြည်ချက်သူနှင့်ကျန်ကြည်ချက်သူနှင့်ကျမ်းပြုစုသူများအနေဖြင့်ကျမ်းပြုစုသူများအနေဖြင့်စာတွေကိုကျွန်တော်တို့ဘာလို့လောလောဆယ်သူနဲ့တော့ကျွန်တော်တို့ဒီနေထားလေးတွေတူမှာတော့မဟုတ်သေးဘူးဘာလို့ချိုးနေလေးမှာကျွန်တော်တို့အောက်သူကထားပါတော့ဗျဥပမာအနေနဲ့သူကဖွင့်လှစ်ထားသည်မှာကျွန်တော်တို့ဖွင့်လှစ်ထားသည်ဒီသူကစံတယ်ဗောနော်ဒါပေမဲ့ကျွန်တော်တို့ဖွင့်လှစ်ထားသည်ကအောက်ကိုရောက်နေမယ်ဗောနော်ဒါပေမဲ့ရတယ်ပြီးမှကျွန်တော်လိုက်ညှိလိုက်မယ်ဗောနော်ဒီတိုင်းပဲဆက်ရိုက်သွားပေးပါဆက်ရိုက်သွားမယ်ဗောနော်ကျွန်တော်ကျမ်းပြုစုသူများအနေဖြင့်ကျမ်းပြုစုခြင်းဆိုင်ရာလုပ်ငန်းများကိုလုပ်ငန်းများကို work from home work from office ပုံစံဖြင့်
โอเคကျွန်တော်မြန်မာ font နဲ့အင်္ဂလိပ် font ကိုကျွန်တော်တို့ဒီကူးသွားလေးရတော့ကျွန်တော်အစနာပြောခဲ့သလိုပဲပေါ့နော်ကျွန်တော်တို့ဒီအသုံးပြုတဲ့ key shortcut ကတော့တူမှာမဟုတ်ဘူးပေါ့နော်အဲကြောင့်ကျွန်တော်မပြတော့ဘူးပေါ့နော်ကျွန်တော်ကတော့ control နဲ့ order နဲ့ pin နဲ့ကိုနှိပ်လိုက်ရင်ကျွန်တော်မြန်မာနဲ့အင်္ဂလိပ်ကိုပြောင်းတာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ထည့်မပြောလိုက်တာပါဆိုတော့အဲ့ဒါကြောင့်โอเคပုံစံဖြင့်တူချင်းစီက online စနစ်ကိုအသုံးပြု၍အသုံးပြု၍လှုပ်ထုံးလုံနည်းနဲ့အညီဆောင်ရွက်ရန်အကြောင်းကြားအပ်ပါသည်ကျွန်တော်ဒီလိုမျိုးအောက်ကိုဘယ်နှဖွင့်လေးသိပြီးတော့မဟာဘွဲရောက်သွားတယ်မဟာဘွဲနဲ့ဆိုတဲ့ဟာရောက်သွားတဲ့နေရာမှာကျွန်တော်တက်မပါအနာမခောက်ဘူးเนาะကျွန်တော်အနာမခောက်ပါဘူးစာရိုက်တဲ့စာလူတူစာဖိုက်တွေရိုက်တဲ့ခါမှာပေါ့နော်တစ်ဆက်တည်းပဲရိုက်သွားပေးပါဒါမဆန့်ဘူးဆိုရင်တော့သူအော်တိုအောက်ကိုတစ်ချောင်းဆင်းပေးသွားပါတယ်ဒါဆိုကျွန်တော်အနာတစ်ချက်မှမခောက်ပါဘူးပေါ့နော်ဒီတိုင်းရိုက်သွားပေးတာပါအဲ့ဒါကျွန်တော်ဒီမဲ့စာကတော့ရိုက်လို့ပြီးသွားပြီသူ့အတိုင်းလေးကျွန်တော်တပုံစံနဲ့တွန်းလိုက်ပြီးညှိကြည့်မယ်ပေါ့နော်โอเคညှိကြည့်မယ်ဆိုရင်သူကဒီမဲ့ဖွင့်လက်ထားသည့်ဖွင့်လက်ထားသည့်တယ်ဖွင့်လက်သည့်မဟုတ်ဘူးเนาะကျွန်တော်ကြံခဲ့တာ sorry ဖွင့်လက်ထားသည့်ထားထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ကြံခဲ့တဲ့နေရာမှာထည့်ချင်တဲ့ကျွန်တော်လွယ်ပါတယ်ကာစာလေးတစ်ချက်ထောက်လိုက်ရုံပဲပြီးကျွန်တော်ကြံခဲ့တဲ့စာကိုရိုက်လိုက်ရုံပဲပေါ့နော်โอเคဖွင့်လက်ထားသည့်ချက်ကြည့်ကြည့်မယ်ဖွင့်လက်ထားသည့်ပြီးတော့မဟာဘွဲနဲ့โอเคမဟာဘွဲနဲ့ကျန်ပြည်သူများကျန်ပြည်သူနဲ့အနေဖြင့်ကျန်တဲ့ကျွန်တော် work from home တူချင်းစီကโอเคဒါဆိုတော့တပုံစံနဲ့တူသွားပြီပေါ့နော်ကျွန်တော်တို့ဒီစာပိုင်းနဲ့ကျွန်တော်တို့ဒီစာနဲ့တပုံစံနဲ့တူနေပြီโอเคရသွားပြီပေါ့နော်အဲ့ဆိုရင်အော်ဒီကြောင်ထပ်ပြီးဆင်းမယ်အောက်ကပါလာလဲတော့ဒီမဲ့နေရာကွက်လက်လေးထားခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနေရာမှာလူကြီးလက်မှတ်ထိုးမလို့ပါလူကြီးလက်မှတ်ထိုးဖို့အတွက်ကျွန်တော်နေရာကွက်လက်လေးထားခဲ့ပါမယ်နည်းနည်းလေးခြံခဲ့မယ်ပေါ့နော်ပြီးတော့မှညွှန်ကြားရေးမှူးချုပ်ကိုစားဒီလိုလေးရေးထားတယ်ပေါ့နော်โอเคဒီနေရာလေးမှာဆိုရင်တော့ကျွန်တော်တို့ဒီမဲ့ရပ်ပုံရည်နီလာနည်းနည်းတော့အပေါ်နဲ့မတူတော့ဘူးပေါ့နော်ဘယ်လိုလေးဖြစ်သွားလဲဆိုတော့သူကသူ့ရဲ့ပုံစံလေးကဘယ်လိုလေးလဲဆိုတော့သူကဒီစာနှစ်ကြောင်းကသူကဒီအပေါ်မှာရေးခဲ့တဲ့ဒီပြည်သူ့သမ္မတခေါင်းစဉ်လိုပဲပေါ့နော်အလဲကောင်စန်တာပုံမှာစန်တာပုံစံရိုက်ထားသလိုပုံစံလေးဖြစ်နေတယ်ဒါပေမဲ့သူကစန်တာအလဲကောင်တက်တက်မှမရှိနေပဲနဲ့သူကဒီညာဘက်လေးမှာကတ်နေတယ်ပေါ့နော်အဲ့ပုံစံလေးသူကရိုက်ထားတာဖြစ်တယ်ကျွန်တော်အဲ့ပုံစံအတိုင်းပဲလိုက်ရိုက်ရမှာပေါ့နော်ပြီးအဲ့ဒါဘယ်လိုလုပ်မလဲစန်တာရိုက်လိုက်မှဆိုရင်စန်တာနေရာမှာပဲရောက်နေမယ်သူလိုမျိုးညာဘက်လည်းကတ်နေမှာမဟုတ်ဘူးပေါ့နော်အခုအဲ့ဒါကျွန်တော်ဘယ်လိုရိုက်မလဲပေါ့နော်โอเคလွယ်ပါတယ်လက်မှတ်ထိုးတဲ့အားလေးရိုက်ဖို့အတွက်ဆိုရင်အရင်ဆုံးညွှန်ကြားရေးမှူးချုပ်ကိုစားစာလေးကျွန်တော်ရိုက်လိုက်ပါမယ်အဲ့အတွက်ကျွန်တော်တို့ဒီအောက်ဆုံးမှာအန်တာခောက်မယ်လက်မှတ်ထိုးဖို့နေရာအတွက်ကျွန်တော်တို့အန်တာကို3ချက်လောက်ထားခဲ့လိုက်မယ်ပေါ့နော်အဲ့ဒါ3ချက်လောက်ကျွန်တော်ခောက်လိုက်တယ်နေရာအလွတ်ထားလိုက်တယ်ညွှန်ကြားရေးမှူးချုပ်ကိုစားသူကျွန်တော်ရိုက်လိုက်ပါမယ်ညွှန်ကြားရေးမှူးချုပ်ကိုစားပေါ့နော်သူကဒီမဲ့ space မပါဘူးပေါ့နော်โอเคကျွန်တော်ဒါပဲ space ဒီမဲ့ပို့သွားတာဖြစ်တော့ space ပါကိုကျွန်တော်ဖြတ်လိုက်မယ် space ပို့နေတာညွှန်ကြားရေးမှူးချုပ်ကိုစားပြီးတော့အောက်ကိုအန်တာခောက်ပြီးဆင်းလိုက်တယ်ပြီးတော့ပါလာလဲဆိုတော့ဒေါက်တာမေဆန်းကြီးဒုတိယညွှန်ကြားရေးမှူးချုပ်ဒီကြားထဲမှာကျွန်တော် space bar လေးချက်ပို့ပေးလိုက်ပါမယ်ပို့ကြည့်လို့ကောင်းတော့โอเคရပြီပေါ့နော်အဆင်ရသွားပြီโอเคစာလေးရတော့ကျွန်တော်ဒီမဲ့သူ့တိုင်းလေးရိုက်လို့ပြီးသွားပြီပေါ့နော်ဒါပေမဲ့သူ့လိုမျိုးပုံစံမဖြစ်သေးဘူးလက်မှတ်ထိုးဖို့အတွက်ကျွန်တော်တို့ဒီဘက်ညာဘက်လေးမှာကတ်ပေးဖို့လိုတယ်ပေါ့နော်โอเคဘယ်လိုကတ်မလဲဆိုတော့ကျွန်တော်ပြပေးပါမယ်โอเคဒီနှစ်ကြောင်းလုံးကိုကျွန်တော်တို့ဆက်လက်ပေးရပါမယ်ဆက်လက်ပေးခြင်းနဲ့ဆိုရင်တော့ဒီညွှန်ကြားရေးမှူးချုပ်ရှိကညရင်ရှိမှာကာစာတစ်ချက်ချမယ်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်ဒီချုပ်ရနောက်ကခွန်သားခွင့်ပေးတော့မှာကာစာတစ်ချက်ချလိုက်မယ်ဒီကျွန်တော် click တစ်ချက်နှိပ်မယ်ပေါ့နော်အဲ့လိုမနှိပ်ခင်မှာကျွန်တော်ဘာလုပ်အောင်လဲဆိုတော့ keyboard ကနေ shift key လေးကိုနှိပ်ထားပေးပါ shift key လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ click တစ်ချက်ထောက်လိုက်မယ်ဆိုရင်ဒီနှစ်ကြောင်းလုံးဆက်လက်ဖြစ်သွားမယ်ပေါ့နော်ဥပမာကျွန်တော်ပြပေးပါမယ်ဒီမညရင်ရှိမှာကာစာတစ်ချက်ချမယ်ပြီးတော့ရင် shift key ကိုဖိထားပြီးတော့ချုပ်ရနောက်မှာ click တစ်ချက်ထောက်လိုက်ပါမယ်
ခေဒါဆိုရင်တော့ကျွန်တော်စာလေးရဒီလိုမျိုးနှစ်ကြောင်းလုံးဆက်လက်ဖြစ်သွားပြီပေါ့နော်အဲ့လိုမလုပ်ချင်ဘူးကွာအဲ့လိုမလုပ်ချင်တယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့နှစ်ကြောင်းလုံးကိုဒီညရဲ့ရှေ့ကနေပြီးတော့အောက်ဆုံးထိဆိုလေကလစ်လေးကို mouse ကနေကလစ်လေးကိုဖိထားပြီးတော့ဆက်လက်ပေးလိုက်လို့ရပါတယ်ဒါဆက်လက်နှစ်ခုစလုံးနှစ်ကြောင်းလုံးဆက်လက်ဖြစ်သွားပါပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ home tab ထဲကနေမှဒီ paragraph မှာ center ကိုရွေးပြရပါမယ် center ကိုရွေးလိုက်ပြီโอเคဒါဆိုကျွန်တော်အလဲကောင်းရောက်သွားပြီဒါပေမဲ့သူ့လိုမျိုးပုံစံဖြစ်နေပြီလားလို့တစ်ချက်ကြည့်ကြည့်မယ်မဟုတ်သေးပါဘူးတွာညာဘက်ကိုကတ်နေပါသေးတယ်အဲ့ဒါကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်โอเคဒီလိုမျိုးအလဲကောင်းကြီးမှမဟုတ်ဘူးတွာညာဘက်လေးမှနည်းနည်းရောက်တယ်ပေါ့နော်အဲ့ဒါဘယ်လိုလုပ်မလဲအဲ့ဒါရပါတယ်ဒီနှစ်ကြောင်းလုံးကိုကျွန်တော်ပြန်ပြီး select လုပ်လိုက်တယ် select လုပ်လိုက်ပြီးဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီ home group တွေက home tab ထဲရပါနော်ဒီ paragraph group တွေမှာဒီမဲ့ပေါ့နော်ဒီ center တို့ဘာတွေဒီအပေါ်လေးမှာရှိနေတဲ့ဒါလေးပေါ့နော် decrease intense နဲ့ဒီဘက်က increase intense လေးရှိတယ်အဲ့ဒါကိုကျွန်တော်အသုံးချမှာပေါ့နော်ဒီဘက်ကကျွန်တော်တို့ increase intense လေးကိုကျွန်တော်တစ်ချက်နေပြပါမယ်ဒီစာနှစ်ကြောင်းဘယ်လိုဖြစ်သွားလဲဆိုတော့တစ်ချက်လောက်ကြည့်လိုက်ပါ okay ညာဘက်လေးကိုတစ်ချက်ကတ်သွားတာမြင်ရပါမယ်နောက်တစ်ချက်ကျွန်တော်နေပြပါမယ် okay ဟုတ်ပြီနောက်တစ်ချက်ပါ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 ဒါဆိုရင်တော်ကတ်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်တစ်ချက်ထပ်နေလိုက်လို့ဒီဘက်ကိုရမ်းရောက်သွားလို့စားရီအောက်ကျသွားပြီဆိုတော့သူနဲ့ငကိုပုံစံနဲ့တော့မတူနိုင်တော့ဘူးပေါ့နော်မတူနိုင်တော့ဘူးအောက်ကိုကျသွားပြီအဲ့ဒါကျွန်တော်ဘယ်လိုပြန်လုပ်မလဲပေါ့နော်အဲ့ကျွန်တော်တို့ဒီဘက်ကိုပြန်ပြီးကတ်ပြရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်က increase intense ကိုအသုံးပြု and decrease intense ကိုအသုံးပြုပေးရပါမယ် decrease intense ကိုတစ်ချက်နေမယ်နောက်တစ်ချက်လောက်ထပ်ပြီးနေမယ်နောက်တစ်ချက်လောက် okay ဒါဆိုရင်တော့သူနဲ့တပုံစံနဲ့တူသွားပြီလို့ကျွန်တော်ထင်တယ်ပေါ့နော် okay သူကလည်းအလောက်ပဲလောက်ထားတာပေါ့နော်သူကလည်းအလောက်နေရာမှာချထားတာ okay ရသွားပြီအဲ့ဒါကျွန်တော်တို့စာဆက်ပြီးရိုက်မယ်ပေါ့နော်အဲ့ဒီနေရာလေးလောက်တဲ့အပိုင်းလေးနားလည်မယ်လို့ထင်ပါတယ်ဒါကျွန်တော်တို့ဘာလာလဲဆိုတော့ဒီပမောက္ခချုပ်အကြောင်းကိုကြည့်များပေါ့နော်ဒီဘက်ကလေးရိုက်မယ်ဒါတွေအားလုံးကိုတော့ကျွန်တော်တို့ဘာနဲ့ရိုက်မလဲဆိုတော့ဒီ just ပိုင်းလေးလည်းပဲရိုက်သွားမယ်ပေါ့နော်ဒီပမောက္ခချုပ်အကြောင်းကိုကြည့်များokay ဒီနောက်မှာကျွန်တော်ကစားချပြီးတော့အန်တာခေါက်လိုက်တဲ့အဲ့ဒါအကိုရောက်သွားတယ်အဲ့ဒီမှာကျွန်တော်တို့က just ပိုင်းကိုရွေးပေးလိုက်မယ်ဒီသမားလေးပြလိုက်တော့ကျွန်တော်တို့ဘာဖြစ်နေလဲဆိုတော့ဒီမှာကာစာဒီနားလေးမှာရောက်နေရပေါ့နော်ဘာလို့ဒီနားမှာရောက်တာလဲဆိုတော့ဒီကျွန်တော်တို့ဒီဘက်အပေါ်မှာပြခဲ့တဲ့ tree ကန်တုံလေးသုံးတော့ဒီအလဲကောင်ရောက်နေလို့ပါအဲ့ဒါကြောင့်ဘယ်လိုလုပ်မလဲဆိုတော့အောက်ကနေပြီး4000တုံလေးရှိတယ်ပေါ့နော်အောက်က4000တုံလေးရှိတယ်အဲ့4000တုံလေးကျွန်တော် clip ဆွဲထားပြီးတော့ဒီ sheet ကိုပဲကျွန်တော်ပြန်ပို့ပေးရပါမယ်ဒါဆိုတော့သူ့နေရာအမှန်ရောက်သွားပြီပေါ့နော်အဲ့ဒါကျွန်တော်ဆက်ရိုက်မယ်ပမောက္ခချုပ်မြင်းဆောင်အကြောင်းကြီးများအန်တာခေါက်လိုက်မယ်တက္ကသိုလ်ဒီဂရီကောလိပ်အားလုံးမိတူကိုမိတူကိုပြီးတော့ပါလာလဲဆိုတော့သူက dash လေးလာတယ်ပေါ့နော်မိတူကို dash ပါအန်တာခေါက်လိုက်တယ် okay Amazon မိတူကိုပြီးတော့ပါလာလဲဆိုတော့သူက sorry မိတူကိုပြီးတော့ပါလာလဲဆိုတော့အောက်ကပေါ့နော်ဒီမိတူကိုရဲ့အောက်လေးမှာဒီ dash လေးနဲ့တန်လောက်မှာပေါ့နော် dash လေးရဲ့တန်လောက်မှာသူက1 2 3လေးအဲ့လိုတက်မှာပေါ့နော် okay ရပြီအဲ့ဒါ1ကိုညင်ရေးလိုက်မယ်ပေါ့နော်အန်တာခေါက်လိုက်တယ်ညွှန်ကြားရေးမှူးချုပ်ရုံးကန်စင်းမြင့်တဲ့ဦးစီးဌာနokay အဲ့ဒါကျွန်တော်ဒီ dash လေးလို့ရောက်ချင်တာဖြစ်တော့ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်အတက်တစ်ချက်ခေါင်းလိုက်ပါမယ် okay ရပြီပေါ့နော်တက်လို့ရေးလိုက်မယ်တက်တစ်ချက်ခေါင်းလိုက်ပါမယ်ဒုတိယညွှန်ကြားရေးမှူးချုပ်များရုံးကဆင်းမြောက်ပြီးဌာနဒီဘွားဟာပဲကျွန်တော် copy ယူလိုက်မယ်ပေါ့နော်စာနည်းနည်းစင်တာဖြစ်တဲ့အတွက်ဆက်လက်ပေးလိုက်ပါတယ် drag လေးထောက်လိုက်ပါတယ် copy ပါ copy နှိပ်လိုက်ပါတယ်ပြီးတော့ဒီအောက်မှာကာစာပြန်ချပါတယ် drag လေးပြန်ထောက်ပါတယ်ဒီမှာပြောက်တော့ကျွန်တော် paste ဒီမှာပါ paste option ထဲမှာဒီရှေ့ဆုံးဟာပေါ့နော် keep so formatting စာလေးကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ကြရသွားပြီဘာလို့မလဲဆိုတော့ကျွန်တော်စာတစ်ချက်ပြန်သွားကြည့်မယ်ဘာလာလဲဆိုရှိရဒုတိယညွှန်ကြားရေးမှူးချုပ်များရုံးကန်ပေါ့နော်ဒုတိယထည့်လိုက်ရုံပါပဲစာတူပါပဲဒုတိယပေါ့နော်ဒီက
ရပြီပြီးကျွန်တော်အန်တာခောက်တယ်တက်ခုံလိုက်တယ်โอเคရုံလက်ခံမျောစာတွဲရုံလက်ခံမျောစာတွဲပါโอเคဒါဆိုတော့ကျွန်တော်တို့အကုန်ပြီးသွားပြီပေါ့နော်โอเคရပြီကျွန်တော်တို့တချုံပြီးတော့ကျွန်တော်တစ်ချက်ပြကြည့်ပါမယ် sorry ဒါသေးတာโอเคဒါဆိုတော့ကျွန်တော်တို့ဒါရုံးစာပေါ့နော်စာရွက်တစ်ရွက်ထဲမှာကျွန်တော်ရလိုက်တဲ့ရုံးစာပေါ့နော်โอเคပေါ့နော်ရပြီသူနဲ့တစ်ချက်လောက်ပြန်သွားကြည့်ကြည့်မယ်โอเคပေါ့နော်ဒါဆိုတော့ရပြီရှင်းကြည့်လိုက်မယ်ပေါ့နော်ရှင်းကြည့်လိုက်မယ်โอเคစာတွေအကုန်ပါပြီပေါ့နော်သူတိုင်မရဒါပေမဲ့ကျွန်တော်မလာသေးဘူးပေါ့နော်ဒီမဲ့ဆိုရင်ကျွန်တော်တို့ဒါလေးပိတ်လိုက်မယ်ဒါမဲ့ကျွန်တော်ပြန်ချက်ပြမယ်ပေါ့နော်ဒီမဲ့ဆိုရင်ကျွန်တော်တို့စာလေးကဘယ်လိုဖြစ်နေလဲဆိုအောက်မှာနေရာအလွတ်တွေအများကြီးဖြစ်နေတယ်ပေါ့နော်ဒီမှာလည်းလက်မှတ်ထိုးတဲ့နေရာလေးနဲ့ကျင်းနေတယ်ဒါစာတွေကလည်းတားကြီးပုတ်ကတ်နေတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လေးကျွန်တော်နည်းနည်းလောက်လိုက်ပြီးညှိမယ်ပေါ့နော်ကြည့်လို့မကောင်းဖြစ်နေတယ်အဲ့ဒီကြောင့်ကျွန်တော်တို့ကြည့်လို့ကောင်းအောင်လိုက်လုပ်မယ်ပေါ့နော်စာတွေကအရန်ပုတ်ကတ်နေတာဖြစ်တယ်အဲ့ဒါကျွန်တော်ဘယ်လိုမျိုးလုပ်မလဲပေါ့နော်โอเคအရင်ဆုံးကျွန်တော်တို့ဒီစီမင်းပညာဦးစီးဌာနရဲ့ဒီနားလောက်မှာကျွန်တော်တို့စီမင်းပညာဦးစီးဌာနမှာကာတာတစ်ချက်ချမယ်ပြန်ချက်ဘာလုပ်မလဲဆိုတော့အန်တာတစ်ချက်နေပေးလိုက်မယ်โอเคရပြီပြီးတော့ကျွန်တော်ဒီအကြောင်းအရာရှိမှာကာတာတစ်ချက်ချမယ်အန်တာတစ်ချက်လောက်နေပေးလိုက်မယ်โอเคရပြီပြီးတော့ညွှန်ကြားချက်ရှိမှာတစ်ချက်ကာတာတစ်ချက်ချမယ်အန်တာတစ်ချက်နေပေးလိုက်မယ်โอเคပြီးတော့ဒီတက်ကသွေးရှိမှာကျွန်တော်တို့ကာတာတစ်ချက်ချမယ်အန်တာတစ်ချက်နေပေးလိုက်မယ်အဲဒါကျွန်တော်တို့ကဒီတက်ကသွေးကဒီရှေ့ကိုပြန်ရောက်လာတယ်ဗောနော်ဒါကျွန်တော်ဘေးကိုပြန်ကတ်မှဖြစ်တဲ့အတွက်တက်တစ်ချက်ပြန်နေပေးမယ်โอเคရပြီโอเคဒါဆိုတော့လာသွားပြီဗောနော်ဒီညွှန်ကြားရေးမှုချုပ်လက်မှတ်ထိုးမဲ့နေရာလေးမှာညွှန်ကြားရေးမှုချုပ်ရှင်မှာကျွန်တော်ဒီကာတာလေးတစ်ချက်ချမယ်အန်တာနေပေးလိုက်မယ်ဒါလက်မှတ်ထိုးမဲ့နေရာလေးပိုကျဲသွားပြီဗောနော်ပြီးကျွန်တော်ဒီပမောက္ခချုပ်ပမောက္ခရဲ့ရှင်မှာတစ်ချက်ကာတာချမယ်အန်တာလေးတစ်ချက်နေပေးလိုက်မယ်โอเคဒါဆိုအောက်ကိုဆင်းလာပြီโอเคဒါဆိုတော့စွမ်းလောက်ကြည့်ရတာမစိုးတော့ဘူးဗောနော်โอเคပြီးတော့နောက်ထပ်ကျွန်တော်တို့ဘာလုပ်လို့ရသေးလဲဗောနော်โอเคကျွန်တော်ဒါလေးကို control P ကိုနှိပ်လိုက်မယ်ဗောနော် control P နှိပ်လိုက်တာ print preview ကြည့်တာဗောနော်โอเคဒါဆိုကျွန်တော်တို့ထွက်လာမယ့်ရုံးစာပုံစံလေးဗောနော်ဒါလေးဆိုရင်တော့တော်တော်ကြည့်လို့အဆင်ပြေပြီလို့ကျွန်တော်ထင်တယ်ဗောနော်ကျွန်တော်ကြည့်လို့အဆင်ပြေနေပြီဗောနော်အဲ့မှာကျွန်တော်တို့ဒီအောက်မှာတော့နည်းနည်းလေးတော့ပို့တယ်ဗောနော်ဒါမှလည်းဒါလည်းကြည့်လို့တော့ကောင်းပါတယ်ဒါမှကျွန်တော်ဒီအပိုက်လေးမှာလည်းကျွန်တော်သိပ်ပြီးဟွာမဖြစ်ဘူးဗောနော်ဒီအပိုက်တက်ကတူဆိုအပိုက်လေးမှာဆိုရင်နည်းနည်းချောင်းနဲ့ချောင်းတားပူးကန်နေလို့ဖြစ်နေရဗောနော်အဲ့လိုကျွန်တော်နည်းနည်းလေးချဲ့ချင်တယ်ဗောနော်ကျွန်တော်ဒီ home ကိုနှိပ်လိုက်ပြီးပြန်ထွက်လိုက်တယ်ဒီတက်ကတူတဲ့ဒီစာတွေဗောနော်အားလုံးကျွန်တော် click လေးဖြည့်ဆက်လက်ပေးလိုက်ပါတယ်အဲ့ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ home ထဲကနေပြီးတော့ဒီ paragraph ဆို group ထဲမှာဗောနော်ဒီဘက်မှာ spacing ဆိုတာလေးရှိပါတယ် line and paragraph spacing ဆိုတာဒီများလေးဗောနော်အများပုံစံလေးကျွန်တော်တစ်ချက်နှိပ်လိုက်တယ်ပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာ spacing ရွေးတဲ့နေရာလေးရှိတယ်ဗောနော် 1.5 ထားမလား 1.5 ထားမလားဘယ်လောက်ထားမလဲဗောနော်ကိုကြက်သလောက်ထားလို့ရတယ်ကျဲနမများများသလောက်သာကျဲလာတာဗောနော်အဲ့ဒီမှာကျွန်တော်ဒီ1 point အခုကျွန်တော်လက်ရှိက1လောက်ထားတာဖြစ်တဲ့အတွက်ဗောနည်းနည်းပူးနေတယ် 1.15 လောက်ကိုကျွန်တော်ရွေးကြည့်လိုက်မယ်ဗောနော် 1.15 โอเคဒါလေးဆိုတော့ကျွန်တော်မစိုးဘူးဗောနော်โอเคပြီးတော့ကျွန်တော်ဒီခေါင်းစဉ်လေးတွေကိုလည်းအလုပ်လုပ်ကြည့်မယ်ဒီတက်ကတူဒီခေါင်းစဉ်ကျွန်တော်ဆက်လက်လုပ်လိုက်တယ်ဒီ form နဲ့ကနေမှဒီ paragraph ထဲကနေပြီးတော့ဒီတွေကနေကျွန်တော် 1.5 လောက်ကိုကျွန်တော်ရွေးလိုက်တယ်โอเค 1.5 ဗောနော်အဲဒီပညာရေးဝန်ကြီးဌာနကိုလည်းအဲ့လိုပဲကျွန်တော်ဆက်လက်လုပ်လိုက်တယ်ဒီတွေကနေမှကျွန်တော် 1.5 ကိုကျွန်တော်ရွေးလိုက်တယ်โอเคတခြားဒီပမောက္ခချုပ်ရုံးဆိုတဲ့ကျွန်တော်ဆက်လက်လုပ်လိုက်တယ်ဒီ paragraph group တွေကနေမှကျွန်တော် 1.5 လောက်ကိုကျွန်တော်ရေးပေးလိုက်တယ်ဗောနော်โอเคcontrol P ကိုနှိပ်ပြီးတော့ကျွန်တော် print preview တစ်ချက်ကြည့်ကြည့်ပါမယ်โอเคဒါဆိုတော့စွမ်းနာတက်ကိုပို့ပြီးတော့ကျွန်တော်တို့စာလေးကပို့ပြီးတော်တော်လေးကိုကြည့်လို့ကောင်းသွားပြီဗောနော်โอเคဒီမှာဆိုရင်ကျွန်တော်ဒီရုံးစာတစ်စောင်တော်တော်ပြည့်စုံသွားပြီဗောနော်အောက်ကနေရာလဲဒါမှမကျဲတော့ဘူးလက်မှတ်ထိုးဖို့နေရာလဲအဆင်ပြေတယ်ဗောနော်လက်မှတ်ထိုးတဲ့နေရာလေးကကျွန်တော်ဒီညာဘက်လေးနည်းနည်းကတ်ချင်နေနဲ့ကတ်လို့ရပါသေးတယ်နည်းနည်းလေးကျွန်တော်ကတ်လိုက်မယ်ဗောနော်အလဲကောင်းတားရောက်နေသလိုဖြစ်နေတာဖြစ်တဲ့အတွက်အဲဆိုရင်ဒီမှာကျွန်တော်မျောစာတွေတော့အောက်ကျသွားပြီဗောနော်အဲ့လိုအမြင်မျောစာတွေအောက်ကျသွားပြီဖြစ်တဲ့အတွက်ဒါ print ထုတ်ပြီးဆိုရင်နောက်တစ်တွေ့ရမှာကူးသွားမှာဗောနော်အဲ့လိုကျွန်တော်ဖြစ်လို့မရဘူးဗောနော်ဒီမျောစာတွေကိုလည်းကျွန်တော်တို့တရွက်ထဲမှာပဲပအောင်လုပ်ရမှာဗောနော်အဲကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုတော့စာတွေကိုပြန်ပြီးတော့ပြန်ကြုံမလားဒါမှမဟုတ်ရင် server site ကိုလည်းပြန်လိုက်မလားဗောနော်ကျွန်တော်ဒီ server site ကကျွန်တော်ဒီအောက်မှာ button ကိုတက်လက်မှထားခဲ့တာဖြစ်တဲ့အတွက်ဒီတက်လက်မှဆရာကြီးကနေရာယူထားတာဗောနော်အဲ့ဒါကျွန်တော်နည်းနည်းလောက်ကြုံပေးလိုက်မယ်ဆိုရင်ဒီမျောစာတွေကအပေါ်တော့ auto တက်သွားမှာပါကိုကျွန်တော်ပြပေးပါမယ် page layout ကိုကျွန်တော်တစ်ချက်သွားလိုက်တယ် page set တဲ့ထဲကနေမှဒီ margin ကိုကျွန်တော်သွားလိုက်တယ်
custom margin ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်ပြန်ဝင်လိုက်တယ်အဲ့မှာကျွန်တော်ဒီ bottom ပေါ့နော် bottom မှာကျွန်တော်တက်လက်မလောက်ထားတယ်အဲ့နေရာမှာကျွန်တော်ဘယ်လောက်ထားမလဲဆိုတော့အဲ့ကျွန်တော်0.5 လောက်ပဲကျွန်တော်ပြန်ထားလိုက်မယ်ပေါ့နော်0.5ကျွန်တော်ထားလိုက်တယ်0.5ပါပြန်ကျွန်တော် okay တစ်ချက်နဲ့ပြရပါမယ် okay ဒီမဲ့ကြည့်လိုက်ပါပေါ့နော်ညောစာအတွက်ကစာဘက်ကကျွန်တော်အကူကြနေတဲ့ညောစာတွေကအပေါ်ပြန်ရောက်လာပါပြီ okay အဲ့ဒါကျွန်တော် print preview ကြည့်ကြည့်မယ် okay ပေါ့နော် print okay ဒီမဲ့တစ်ချက်ကြည့်လိုက်ပါ okay ညောစာတွေပြန်ရောက်လာပြီပေါ့နော် okay တော်တော်လေးကိုကြည့်လို့အဆင်ပြေသွားပါပြီဒါဆိုရုံးစားတစ်စောင်ပြည့်ပြည့်စုံတဲ့ရုံးစားတစ်စောင်ရပြီပေါ့နော် okay အဲ့မှာဆိုကျွန်တော်တို့ရုံးစားရဲ့သဘောတရားအရာဆိုဒီအကြောင်းအရာလေးကိုကျွန်တော်ဘိုးတယ်ပေါ့နော်သူရဲ့ပုံမှန်လည်းအဲ့လိုပါပဲအကြောင်းအရာလေးကိုသူကဘိုးထားတယ်ပေါ့နော်အဓိကဒီရုံးစားတစ်စောင်လို့ရဲ့အနှစ်ချုပ်ကတော့ဒီအကြောင်းအရာပေါ်မှာမူတည်တယ်ပေါ့နော်ဒီအကြောင်းအရာကအဓိကဖြစ်တယ်ပြီးတော့ကျွန်တော်ဒီအပေါ်ကဒီပြည်အောင်စုတမန်တော်ဆိုခေါင်းစဉ်ကိုလည်းဘိုးမယ်ပေါ့နော်ဒီနှစ်ခုကတော့အဓိကပေါ့နော်ဒီနှစ်ခုကျွန်တော်ဘိုးတင်ပေးရပါမယ်အလွယ်ပါတယ်ကျွန်တော်ဒီအကြောင်းအရာကိုအကျိုးဒီအကြောင်းအရာနေစားပြီးဒီလိုမျိုးအကုန်လုံးကိုဘိုးလုပ်တယ်ဒီကျွန်တော်ခုပြပြတဲ့နမူနာဒီစာရွက်မှာတော့ဒီအကြောင်းအရာကိုတော့ဘိုးမလုပ်ထားဘူးဒီတက္ကသိုလ်ကနေစားပြီးဒီဟာလေးပဲနော်အချက်လက်ကိုပဲသူဘိုးလုပ်ပေးထားတယ်ကျွန်တော်တိုင်ပဲလုပ်ပြပေးမယ်ပေါ့နော်ဒီတက္ကသိုလ်ကနေစားပြီးတော့ဒီကိစ္စတွေကိုကျွန်တော်ဆက်လက်လုပ်လိုက်တယ် home တွေကနေမှဒီ font group တွေကနေမှဒီဘိုးစာလေးရှိပါတယ်ဘိုးလို့ချန်နေပြီလားဒါဆိုရင်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာထင်ပေါ်သွားပြီပေါ့နော်ထင်ရှားသွားပြီပြန်ကျွန်တော်တို့ဒီသမရဆိုဒီဟာလေးကိုလည်းကျွန်တော်ဆက်လက်လုပ်လိုက်တယ်ပြီးတော့ font နဲ့ home တွေကနေမှဒီ font group တွေကနေမှဘိုးတင်လိုက်တယ်ဒီအပေါ်ကနည်းနည်းကျယ်နေရလို့ထင်တယ်ပေါ့နော်အားလေးနည်းနည်းလောက်ခြုံပေးလိုက်လည်းရပါတယ်ဒါပေမဲ့ဒီတိုင်းမထားလိုက်ပါဘူးပေါ့နော်ဒီတိုင်းလေးလည်းကြည့်လို့ကောင်းပါတယ် file လေးကိုသွားလိုက်တယ်ကျွန်တော်ဒီ print ကိုတစ်ချက်နေလိုက်တယ် okay ဒီမဲ့ကြည့်လိုက်ပါပေါ့နော်ဒီမဲ့ကျွန်တော်ရုံးစာလေးကဒီမဲ့ခေါင်းစဉ်ပဲလည်းတည်တာသွားပြီအကြောင်းအရာဘာပြောချင်လဲဆိုတာလည်းတည်တာသွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှန်ကန်တဲ့ရုံးစာလေးတစ်စောင်ရပြီပေါ့နော် okay အဲ့ဒါရုံးစာရိုက်ပုံရိုက်နည်းလေးပါဒါလေးကိုကျွန်တော်တို့အားလုံးပဲနားလဲကြမယ်လို့မျှော်လင့်ပါတယ်ဒါတော့ကျွန်တော်တွေ့မူရင်းပုံပေါ့နော်ဒါရှင်းပြီးတော့ကြည့်လို့ရပါတယ်ဒါပေါ့နော်ကျွန်တော်ဒါရုံးစာလေးပါပေါ့နော်ဒီဘက်ကျွန်တော်နေရာလွှတ်ချန်ခဲ့တာဖြစ်တဲ့အတွက်ဘယ်လိုမျိုးတွဲပေါ့နော် file ထဲမှာပဲတွဲစာအုပ်ပဲချုပ်လဲအဆင်ပြေနိုင်ပါပဲ okay ဒါဆိုတော့ကျွန်တော်တို့ဒီ Microsoft Word ကိုအသုံးပြုပြီးတော့ရုံးစာရိုက်တာလေးကိုအားလုံးပဲနားလဲကြမယ်လို့မျှော်လင့်ပါတယ် okay အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ